ဒီလိုမျိုးရာသီဥတုတသားရရလေးရှိရနေတဲ့နေ့မှာကိုကတော့ထူးထူးဆန်းဆန်းပဲစောစောလေးနိုးလာပါရဲ့ရှင်ပြန်လဲအိမ်လုံးမရရနဲ့အဲ့ရကနေကောက်ထားပြီးတော့ skin care လုပ်ဖို့အတွက်စဉ်းစားပါတော့တယ်မိုးလင်းတာနဲ့ရေတောက်ဖို့လုံးဝမမေ့နဲ့နော်ပထမဆုံးခိုးသုံးနေကြ cleanser လေးနဲ့ပဲမျက်နှာလေးကိုပုံမှန်တိုင်းပဲတန့်စင်အောင်တက်ပေးပါမယ်ရှင်ပြီးရင်တော့ခိုးပုံမှန်သုံးနေကြတိုနာလေးကိုပဲတေချာလေးသုံးပေးပါမယ်ရှင်လက်ကိုအားအများကြီးမထည့်ပဲနဲ့တေချာတစ်မျက်နှာလုံးတသားရပို့ပေးပါမယ်ရှင်ပြီးရင်တော့ serum နဲ့ moisturizer ကိုတေချာတစ်မျက်နှာလုံးအနှံလိမ့်ပေးပါမယ်ကဲနောက်ဆုံးအနေနဲ့အရေးကြီးဆုံးဖြစ်တဲ့ sun cream ကိုလက်ရွက်နဲ့လက်ပင်မမကျန်တေချာလေးလိမ့်ပေးပါမယ်ရှင်ဒါနဲ့အခုတလော UV ကြောက်မှုနှုန်းကတိတိတသားပိုများလာတယ်ဆိုတာကိုသိကြရအောင်အဲ့အားကြောင့်ခိုးက sun cream တစ်ခုရဲ့လိမ့်ုံနဲ့စိတ်မချနိုင်အောင်ဖြစ်နေရမို့လို့ Star Mode ကိုပါတေချာလေးတောက်ပေးဖြစ်နေပါတယ်ရှင် Star Mode မှာက collagen နဲ့ hyaluronic အပြင် biotin, glycine နဲ့ vitamin E တို့လည်းပါဝင်တာမို့လို့ skin ကို UV တန်ကနေလည်းကာကွယ်ပေးပါတယ်ဒါဆိုရင်တော့ဒီလောက်ပါပဲနောက်နေ့တွေမှာပြန်တွေ့ကြမယ်နော် bye bye